အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအနာဂတ်ကိုဖော်ပြတဲ့အသုံးအနှုန်းတွေထဲက will ရဲ့ be going to ရဲ့ present continuous ဆိုတဲ့သုံးခုရဲ့ခြားနားချက်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ will ဆိုတဲ့ဟာကဘယ်နေမှာသုံးလဲဆိုတော့ကျွန်တော်တို့ပြောနေတဲ့အချိန်ကြာတော့မှဆုံးဖြတ်လိုက်တဲ့ရုပ်တရက်ဖြစ်ပေါ်လာတဲ့အစီအစဉ်တွေကိုပြောတဲ့အခါမှာသုံးပါတယ်ဥပမာဆိုလို့ရှိရင် oops I forgot to phone mom I'll do it after dinner အမေကိုဖုန်းဆက်ဖို့မေ့သွားတယ်ညစာစားပြီးတော့မှပြောလိုက်တော့မယ် I can't decide what to wear tonight I know I'll wear my green shirt ဒီညဘာဝတ်ရမလဲငါမဆုံးဖြတ်ရသေးဘူးပေါ့နော်ငါသိပြီငါရဲ့အစိမ်းရောင်ရှပ်အင်ဂျီဝတ်လိုက်မယ် There's no milk I'll buy some when I go to the shops နိုးမရှိတော့ဘူးနွားနိုးမရှိတော့ဘူးပေါ့နော်ဈေးဆိုင်သွားတဲ့အခါကျမှငါဝယ်လိုက်မယ်အဲ့တော့ तू ကအစကတည်းကကြိုတင်ဆုံးဖြတ်ထားတာမဟုတ်ဘူးပြောတဲ့အချိန်ကျတော့မှရုတ်တရက်ဆုံးဖြတ်လိုက်တဲ့အစီအစဉ်တွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် will ကိုသုံးပါတယ်နောက်တစ်ခုက be going to ကကျွန်တော်တို့ကမပြောခင်မှာဆုံးဖြတ်ထားတဲ့အစီအစဉ်တွေပြောရင်သုံးပါတယ်ဥပမာ I'm going to phone mom after dinner I told her I'd call at 8 o'clock အမေကိုညစာစားပြီးလို့ရှိရင်ဖုန်းဆက်လိုက်မယ်သူ့ကို8 နာရီမှာငါဖုန်းဆက်မယ်လို့ပြောထားတယ်ဒါကြိုတင်ပြီးတော့ဆုံးဖြတ်ထားပြီးသားပေါ့နော် I'm going to wear my black dress tonight ဒီနေ့ညအနက်ရောင်ဝတ်စုံဝတ်မယ်လို့ဆုံးဖြတ်ထားပြီးသားပေါ့နော်I'm going to go to the supermarket after work what do we need အလုပ်ပြီးရင် supermarket ကိုသွားမှာဘာလို့ချင်လဲပေါ့နော်ဒါကြိုတင်ပြီးတော့ဆုံးဖြတ်ထားပြီးသားဆိုတဲ့အချက်ကိုဖော်ပြနေရပါတော့အဲ့လိုမျိုးမပြောခင်တည်းကကြိုတင်ပြီးတော့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင် be going to သုံးပါတယ်နောက်ဆုံးတစ်ခုကတော့ present continuous ပေါ့နော်သူကကျ arrangements တွေကိုဖော်ပြနေမှာသုံးတယ် arrangement လို့ပြောလို့လည်းရတယ်နောက်တစ်ခု appointment တွေချိန်ထားရင်လည်းပြောတယ်ပေါ့နော်အခုပွဲတွေပါစီစဉ်ထားတယ်ဆိုလို့ရှိရင်ပွဲတွေပါရှိတယ်အဲ့လိုချိန်ထားတယ်တခုခုဆိုလို့ရှိရင်ကြိုတင်ပြီးတော့စီစဉ်ထားပြီးသားချိန်ထားပြီးသားအဲ့ဒါဆိုလို့ရှိရင် present continuous ကိုသုံးပါတယ်နောက်တစ်ခုကတော့သူကဘာလဲဆိုရင်လူတစ်ယောက်နဲ့အနည်းဆုံးပေါ့နော်ဒီအနည်းဆုံးလူတစ်ယောက်နဲ့အတည်ပြုထားပြီးဖြစ်ရမယ်အချိန်နဲ့နေရာကိုလည်းတည်ထားရမယ်ပေါ့နော်အဲ့ဒါကိုသူက arrangement လို့ခေါ်တာပေါ့အစီအစဉ်ထားတဲ့အစီအစဉ်ပေါ့နော်ဥပမာဆိုလို့ရှိရင် I'm meeting Jane at 8 o'clock on Saturday စနေနေ့မှာ8 နာရီမှာ Jane နဲ့ငါတွေ့ဖို့ရှိတယ်ဒါကြိုတင်ပြီးတော့စီစဉ်ထားတယ်ပေါ့နော်ချိန်ထားတယ်ပေါ့နော် We're having a party next Saturday would you like to come နောက်တစ်ပတ်စနေနေ့ငါတို့ပါတီရှိတယ်လာမလားပေါ့နော်အဲ့တော့ပါတီကကြိုတင်စီစဉ်ထားတဲ့ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုအခြေအနေဆိုလို့ရှိရင်ကျွန်တော် present continuous ကိုသုံးပါတယ်နောက်တစ်ခုကလူတစ်ယောက်ရဲ့အနာဂတ်အစီအစဉ်ပေါ့နော် future plans နဲ့ပတ်သက်ပြီးတော့မေးလို့ရှိရင်သုံးပါတယ်ဥပမာ Are you doing anything interesting this weekend ဒီတစ်ပတ်စနေတနင်္ဂနွေစိတ်ဝင်စားဖို့ကောင်းတဲ့တစ်စုံတစ်ခုလုပ်ဖို့ရှိလားဘာလုပ်ဖို့ရှိလဲပေါ့နော်အဲ့လိုမျိုးမေးတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လေ future plans ကိုမေးရင်လေကျွန်တော် present continuous ကိုသုံးပါတယ်ပြန်ပြီးတော့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ will ကိုပြောတဲ့အချိန်မတိုင်ခင်မှာဆုံးဖြတ်တာမဟုတ်ဘူးပြောတဲ့အချိန်ကြာတော့မှရုတ်တရက်ဆုံးဖြတ်လိုက်ရင် will ကိုသုံးပါတယ် be going to ကကျတော့မပြောခင်လည်းကြိုတင်ဆုံးဖြတ်ထားပြီးသားဆိုလို့ရှိရင် be going to သုံးပါတယ်နောက်တစ်ခုကကျတော့အစီအစဉ်တစ်ခုကြိုတင်ပြီးတော့စီစဉ်ထားတယ်ချိန်ဆထားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော် present continuous ကိုသုံးတယ် future plans ကိုမေးလို့ရှိရင် present continuous ကိုသုံးပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူဒီမိကုန်းလေးတွေဖြည့်ကြည့်အောင်ပေါ့နော် It's really hot in here I a window ဒီမှာအရန်ပူတယ်ငါအတင်းပါဖွင့်လိုက်မယ်ဒါကြိုတင်ပြီးတော့ဆုံးဖြတ်ထားတာမဟုတ်ဘူးရုတ်တရက်ကြီးသူပြောတဲ့စကားဖြစ်တဲ့အတွက်ကြောင့်မလို့ will plus by 1 will open ဖြစ်မှာပါ I've told my bank to close my account I an account with a more ethical bank ဒီကျွန်တော်ရဲ့အကောင့်ကိုပိတ်ဖို့အတွက်ဘဏ်ကိုပြောထားပြီးသားဒီတက်ပို့ပြီးတော့ကျင်းဝန်းနေညီတဲ့ဘဏ်ကိုပေါ့နော်ဘဏ်မှာအကောင့်ဖွင့်ဖို့သူကဆုံးဖြတ်ထားပြီးသားဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့သူအစကတည်းကကြိုပြောထားတယ်ကြိုပြောထားပြီးကတည်းကသူကဆုံးဖြတ်ထားပြီးသားဒီဘဏ်မှာတော့မဖွင့်တော့ဘူးဒီတက်ပို့ကောင်းတဲ့ဘဏ်မှာဖွင့်မယ်ပေါ့နော်ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ I am going to open I at a conference on Saturday စနေနေ့မှာဒီစီအဝေးပေါ့နော်ညီလာခံတစ်ခုမှာစကားပြောဖို့ရှိတယ်ဒါကြိုတင်ပြီးတော့ချိန်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် I am speaking I've decided that I told my boss about the situation ငါရဲ့တတိယကိုဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပြောဖို့အတွက်ဆုံးဖြတ်ထားပြီးသားဒီမှာလဲဆုံးဖြတ်ထားရဆိုတဲ့စကားပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က I am going to speak I would love to go out with you tomorrow but I dinner with James
မင်းနဲ့ငါမနေ့ပြန်သွားချင်ပါတယ်ဒါပေမဲ့ငါ James နဲ့ညစာစားဖို့ချိန်ထားပြီးသားဆိုဒါကြိုတင်စီစဉ်ထားတဲ့ဟာပေါ့နော်အဲ့ဆို I am having tea or coffee I coffee please ဒါကကျွန်တော်စပွဲထုတ်မှမရအောင်နော် tea လား coffee လားပေါ့နော်သူကပြောတယ်ပေါ့ coffee တောက်မယ်ပေါ့နော်ဆိုတော့ဒါကြိုတင်ပြီးတော့ဆုံးဖြတ်ထားတာမဟုတ်ဘူးရုတ်တရက်ပြောတဲ့အတွက်ကြောင့်မလို့ will have ဖြစ်မှာပါ I want to do more with my free time I know I think I taking Mandarin lessons ငါရဲ့ဒီအားလက်ချိန်တွေကိုပို့ပြီးတော့တစ်ခုခုလုပ်ချင်တယ်ပေါ့နော်တိပြီဒီတရုတ်စာသင်တန်းကိုစပြီးတော့သင်တော့မယ်ပေါ့နော်သင်တော့မယ်ဆိုတော့ဒါကကြိုတင်စဉ်းစားထားတာမဟုတ်အခုမှစဉ်းစားပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ I will start I've paid for the course and I lessons next week ဒီသင်တန်းအတွက်ငါကပတ်စံပေးထားပြီးသားအဲ့တော့နောက်တစ်ပတ်သင်တန်းစမှာပေါ့နော်ဆိုတော့ဒါကြိုတင်ပြီးတော့စီစဉ်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ I am starting အခုဆိုလို့ရှိရင်ကျွန်တော်ဒီအခုပြောသွားတဲ့ will ရယ် be going to ရယ်နောက်တစ်ခုက present continuous ပေါ့နော်ဒီသုံးခုရဲ့မတူ future နဲ့ပတ်သက်ပြီးတော့အသုံးပြုတဲ့နေရာမှာမတူညီချက်လေးတွေကိုသတိထားမိသွားမယ်လို့ယုံကြည်ပါတယ်ဒီအခုနောက်ထပ် practice session 2ကကျတော့ခုဘာသာကိုလေ့ကျင့်လို့ရအောင်လုပ်ထားပေးတာဖြစ်တယ်အဖြေလေးတွေကိုလည်းကျွန်တော်အောက်က comment ထဲမှာရေးထားပေးပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးများတင်ပါတယ်